လုပ်ကြပါမယ်ဒီနေ့တငယ်ချင်းကအိမ်လာလေဆိုအိမ်လာလဲပြီးရင်ပြင်သွားရင်လည်းသွားပြမှာပေါ့နော်သွားပြဖို့တော့မရပါဘူးအဲဆိုတော့စပင်လေးလုပ်ပါမယ်အရင်ဆုံးထားအပူပေးပြီးတော့ဒီနေ့နည်းနည်းအလိမ်လေးလုပ်ရင်ကောင်းမလားဒါမနက်ကခေါင်းလျှော်ပြီးတော့ဒါပုံမှန်ဒါဖိလစ်ကဒီဟာ10နှစ်လောက်ရှိရမှထင်တယ်ကျောင်းတက္ကသိုလ်တက်ထရဝယ်ထားတဲ့ဟာဒါပေမဲ့သူကဖြောင်းနေတဲ့ခေါင်းနဲ့လိမ့်လို့လည်းကောင်းတယ်ဆိုတော့ straightener နဲ့စပင်လေးလိမ့်တယ်စပင်လေးဖြောင်းတယ်တစ်ခုတည်းနဲ့နှစ်မျိုးသုံးတယ်စပင်ရောနေလို့အပိုင်းတေးပိုင်းပြီးတော့လောက်တာပို့ပြီးတော့ခေါင်းနဲ့စပင်လေးဟိုတက်တာရင်းနဲ့မနာဘူးလေမင်းရော heat protectant လေးဖြန်းပြီးတော့လုပ်တင်တာပေါ့နော်မင်းတို့လည်းမရှိနေဒီဘက်အချမ်းတော့လက်ကဒီလိုပဲလုပ်တတ်တယ်လက်သိမ့်မတန်โอเคဒီသွားပြီပေါ့နော်လို့ဆိုတော့ဒီလိုမျိုး wavy ဒီလောက်ဆိုတော့ဒီလောက်ဆိုရတယ်ဒီတော့ပို့ပြီးလဲမတက်တယ်ဒီတော့ပို့ပြီးလဲမလွယ်ချင်မိကလေးရပါဦးမေဒီနေ့တော့ concealer လေးနည်းနည်းပပလေးကောင်းမလားလို့လဲစဉ်းစားရမယ်လေ look at theseဒီနေ့ရောဒီ Tarte ကပဲ Shape Tape cloud coverage သူက medium coverage ရောက်ပဲရှိရဆိုအလီပဲလိမ့်လိုက်ပါမယ်နောက်ကတိတ်ပြီးတော့ cover မဖြစ်သေးတဲ့ spot လေးကို Tarte ရဲ့ Shape Tape concealer နဲ့ပဲနည်းနည်းထပ်ပြီးတော့ cover လုပ်ပေးပါမယ် coverသူများရောဒီ blush တအား pigmented ဖြစ်လို့မကြိုက်ဘူးအဲ့မဲ့ you know I told you I am blush blind so အရင်အသေးဆွဲ technique ပြောင်းပြီးတော့ blush ကို brush လေးနဲ့လိမ့်နေပါတယ် look at this blush နဲ့တော့ blend တော့ okay နှာခမ်းကို lip oil လေးနဲ့ဆိုထားအောင်မယ်လောစီတော့ပိုင်ဆိုင်တာဒီနှစ်ခုပေါ့နော် Smash Box နဲ့ဒီက Intuit ကဟိုညမှာဝေထားဘာမှပါလာလို့ shading လေးနည်းနည်းလုပ်လို့ဒါ Innisfree ဘယ်တော့ခါမှမသိဘူးသူငယ်6နှစ်လောက်ထဲက eyeshadow အညိုးရအောင်သူက shading လုပ်လို့လှရဲ့အရောင်လေးမို့လို့သူ
များကြီးပြောလေ snatch look အမီးရှိကလူထားရဲ့ eyeshadow ဒီအညူရအောင်လေ accuser ဒီ blush လေးနဲ့ blush shade လေးနဲ့ဒီအညူအရင်လေးနဲ့ပေါင်းပြီးတော့ဒီ corner and the smash box ထဲကဒီအရာ eyeline highlight okay ဒီအရာလုံးဝတော့အပေါ်တစ်ချမ်းလုံးဝကွဲပြီးတော့ပြကြသွား look at the shine can you see mascara လေးနဲ့ eyeliner လေးဆွဲပြီးရင်ပြင်လိုက်ခဲ့ပါမယ်အဲ့မြောက်ထုံးစံတိုင်းဒီ lip line လေးနဲ့ Roman the juicy lasting tint juju fake အရင်တော့ကလေ juju ပဲဟော fake ကိုဆိုးဘူးပဲကွာနှစ်ခုလုံးကြိုက်တယ် fake ကိုပိုကြိုက်တယ်အဲဟို juju fake ထွက်လာတဲ့အချိန်မှာဝါဒီရောင်လုံးကအန်ကိုင်လုံးဝလူကြီးနေရဲ့အရာYeah, sticker I got her. Galizo. Okay, makeup all done. Pintabio. Kasalay pa only. Pinto asam lo ba?ဆိုင်ကိုလမ်းလျှောက်နေရပဲဖြစ်ပါတယ်ကြာကွေးလေးတွေများမဲ့ခဏတင်လာပြရတာတော့ဘူးလို့အချို့လိုอ่ะဝတ်သားရတော့ကြီးရပဲပိုင်ကောင်းတယ်စားရနေတော့အဆင်ပြေတယ်အသားကြီးကောက်လူနဲ့ပြည့်နေလို့နော်Sabi by was Mama le mia e aveเชิญได้เลยนะคะมีไม่มากนะคะPlease don't try when youဒါပဲဘန်တထုံလို့ခေါ်တယ်သူထင်တာပဲအဲ့ဒီတောင်းပါမယ်အဲ့ဒီလမ်းကိုသွားနေရပေါ့နော်ဆိုင်ကြီးစုံမဲပေါ့နော်ရောက်နေပြီပေါ့နော်သွားနေရတိတ်ပေါ့သွားနေရဆိုတာရောက်နေရလို့ပြောချင်တာဒီအ
ချိုပွဲ ice cream ဆိုင်ပေါ့နော် dessert အဲ့ဆိုင်ရောစားချင်တော့မဲ့တန်းစီရမယ်ဆောင်းရမအောင်လည်းကြည့်ကြပါဒီလို dessert ပေါ့လေနောက်ဆုံးတော့ popular နေရာကိုရောက်ရှိတယ်ဝါး look at the crab wow တော့လည်းခံနောက်ဆုံးတော့စားလို့ရပါပြီမွေးနေရပဲနေရလဲရစားလို့လဲရဒီနေရာစားရမှာလားvery good wow စိတ်ညာပါဟုတ်ပြီဒါဘယ်နေလားမလား quality food quantity food quality food nice တော့ပူလေးအောက်ကပူလေးမှာ blue လေးလို့ခေါ်တယ်အဲ့ဒီနာမှာပေါ့ဒီကိမုတ်ထဲတာတော့ဒါမှပေါင်းမှာမှာ ငါပြောပြီးပါအောင်ဖေ။မ ပါမယ်ထင်တယ်ပြေးပါခဏငါခက်မှန်းမိနေပြီဒါလေးမှာစားကြည့်စားကြည့်တခြားတယ်နော်ဒီထက်ပိုပြီးတော့မစားနိုင်တော့တအားအီး စားနေတယ်ဒီနားမှာ အီးဆောင်တက်နေရပဲတအားကောင်းပြီးတော့တအားအီးခေါင်းနေအောင်ကြိုက်တယ်ချိုပြီးတော့စိတ်နေရပြန်ရောက်ပါပြီဝယ်လာပြမယ်ဘာဝယ်လာလဲဆိုတော့ခြားတာ Y2K skirt fitting တအားမိုက်တယ်ချက်ပြုတ်ပြီးဝယ်ရပြီမဲ့အားမိုက်တယ်မိအဲ့ဒီတွိုင်းနေရာမှာ night market လေးရှိတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ရလာတော့ကွာဒီလိုဒီလိုလေးအောက်ကတော့ဘောင်းမီလေးလည်းပါတယ်အဲ့တော့အားလာတယ် I love it အဲ့တော့အခုရေမိုးလေးမြင်ထိုးလိုက်ပါအောင်မေးရေချိုးပါတော့မေး